မြန်မာပြည်ရဲ့အသက်သွေးကြောအေယာဝတီကိုတရုတ်လက်ထဲထိုးအပ်ဖို့အသေးအတန်ကြိုးပမ်းနေတဲ့စစ်ကောင်စီရဲ့မြစ်ဆုံစီမံကိန်းနောက်ဆုံးရသတင်းများမင်္ဂလာပါ2026ခုနှစ်မေလ23ရက်နေ့ရဲ့ထိတ်တန်းရောက်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အခုအချိန်မှာတနိုင်ငံလုံးကပြည်သူတွေရဲ့အာယုံစိုက်မှုအရှိန်အဟုန်အမြင့်ဆုံးဖြစ်နေတာကတော့မြန်မာအသက်သွေးကြောအေယာဝတီမြစ်ကြီးကိုဖျက်ဆီးပြီးတရုတ်နိုင်ငံကိုအလိုကျရောင်းစားမဲ့မြစ်ဆုံရေကာတာစီမံကိန်းကြီးပဲဖြစ်ပါတယ်ဒီကနေ့မေလ23ရက်နေ့အထိရရှိထားတဲ့သတင်းတွေအရအာနာသိန်းစစ်ကောင်စီဟာ၎င်းတို့ရဲ့ရိုင်းနေနေတဲ့အာနာတီမြစ်ရေးအတွက်တရုတ်နိုင်ငံရဲ့နိုင်ငံရေးနဲ့စစ်ရေးထောက်ခံမှုကိုရရှိဖို့မြစ်ဆုံစီမံကိန်းကိုပြန်လည်အသက်သွင်းဖို့အစွမ်းကုန်ကြိုးပမ်းနေတာကိုအတီးပြုတ်နိုင်ခဲ့ပြီဖြစ်ပါတယ်စစ်ကောင်စီဥက္ကဋ္ဌမင်းအောင်လှိုင်ဟာမြစ်ဆုံစီမံကိန်းပြန်လည်စတင်နိုင်ဖို့အတွက်ကော်မတီအသစ်တွေကိုအလင်းအမြန်ဖွဲ့စည်းလိုက်ပြီးပြည်သူလူထုကိုလှည့်စားတဲ့ဝါဒဖြန့်မှုတွေကိုလည်းအရှိန်မြင့်လှုပ်ဆောင်လာတာတွေ့ရပါတယ်အထူးသဖြင့်စစ်ကောင်စီဘက်ကနေဒီစီမံကိန်းကြီးသာအောင်မြင်သွားရင်လျှက်စစ်မဂါဝတ်6000ကျော်အထိထွက်ရှိမှာဖြစ်လို့တနိုင်ငံလုံးလျှက်စစ်မီလုံလောက်သွားမယ်ဆိုတဲ့မတ်လုံးတွေနဲ့ပြည်သူကိုညာဖြန့်နေတာပါဒါပေမဲ့တကိအရှိန်အဟုန်နဲ့ဖြစ်ပေါ်နေတဲ့အမှန်တရားကတော့မူလချုပ်ဆိုထားတဲ့စာချုပ်တွေအရထွက်ရှိလာမဲ့လျှက်စစ်ဓာတ်အားရဲ့90%ကိုတရုတ်နိုင်ငံကအပိုင်ယူသွားမှာဖြစ်ပြီးမြန်မာနိုင်ငံအတွက်ကတော့10%ဆိုတဲ့အစအနလေးသာရရှိမှာဖြစ်ပါတယ်ဒါဟာနိုင်ငံရဲ့တယံဇာတာကိုတရုတ်လက်ထဲပုံအိုးပေးလိုက်တာဖြစ်တယ်လို့မြန်မာနိုင်ငံကိုတရုတ်ရဲ့လက်အောက်ခံဘဝရောက်အောင်တွန်းပို့နေတာပဲဖြစ်ပါတယ်ဒီလိုစစ်ကောင်စီရဲ့အမျိုးသားသစ္စာဖောက်မှုလုပ်ရက်တွေကိုကချင်ပြည်နယ်အတွင်းမှာရှိတဲ့ဒေသခံပြည်သူတွေနဲ့အရက်ဘက်အဖွဲ့အစည်းတွေကပြင်းပြင်းထန်ထန်ကန့်ကွက်နေကြပါတယ်ကချင်ပြည်နယ်အခြေစိုက်အရက်ဘက်အဖွဲ့အစည်းပေါင်း49ဘွဲ့နဲ့ကချင်ပြည်နယ်လူအခွင့်ရေးကာကွယ်စောင့်ရှောက်သူများကွန်ရက်တို့ကဒီစီမံကိန်းကြီးကိုအပီးတိုင်လုံးဝဖျက်သိမ်းပေးဖို့ပြတ်သားတဲ့သဘောထားတွေထုတ်ပြန်ထားပါတယ်ပြီးခဲ့တဲ့24နာရီအတွင်းမှာပဲဖားကန့်ဝိုင်းမောနဲ့မြစ်ကြီးနားမြို့တွေမှာစစ်ကောင်စီရဲ့ဖမ်းဆီးတပ်ဖြတ်မဲ့အန်ဒီအေတွေကြားကနေမြစ်ဆုံစီမံကိန်းအလိုမရှိကြောင်းပြည်သူတွေကတတ်တိရှိရှိလမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြတာကိုလည်းတွေ့ရှိရပါတယ်။နိုင်ငံရေးလိလာသုံးသပ်သူတွေကတော့လက်ရှိမှာစစ်ရေးရရှုံးနိမ့်မှုတွေနဲ့ရင်ဆိုင်နေရတဲ့စစ်ကောင်စီဟာအေယာဝတီမြစ်ကြီးကိုပေါင်နှံပြီးတရုတ်အစိုးရရဲ့အကာအကွယ်ကိုရဖို့အတွက်အပီးယူလုပ်နေတာလို့ထောက်ပြနေကြပါတယ်။ဒီစီမံကိန်းကြီးသာအကောင့်ထဲပေါ်သွားခင်မြန်မာပြည်သူတွေအတွက်ဘေးထွက်ဆိုးကျိုးက100%အပြည့်အဝခံစားရမှာဖြစ်ပါတယ်။မြစ်ဆုံအနီးတစ်ဝိုက်ကရွာပေါင်းများစွာဥယျာဉ်ချမ်းမြေတွေစိုက်ပျိုးရေးသမားတွေနဲ့တငါးတွေရဲ့ဘဝဟာလုံးဝပျက်စီးသွားမှာဖြစ်တယ်လို့မြစ်အောက်ပိုင်းကအေယာဝတီမြစ်ဝကျွန်းပေါ်အထိဂီဟစနစ်တွေအကြီးအကျယ်ပျက်စီးဆုံးရှုံးရတော့မှာဖြစ်ပါတယ်။ဒါပြီးမကသေးပါဘူးမြစ်ဆုံရေကာတာကြီးစောက်လုပ်ပြီးစီးသွားရင်မြန်မာနိုင်ငံဟာတရုတ်နိုင်ငံရဲ့အမိန့်ပေးသမျှကိုနားခံရမယ့်အခြေအနေကိုဆက်ရောက်သွားမှာဖြစ်ပါတယ်ရေကာနာကြီးနဲ့ချင်းချောက်တာကိုခံရတော့မှာဖြစ်တယ်လို့နိုင်ငံရဲ့အချုပ်ချအာဏာဟာလည်းတရုတ်လက်ထဲကိုလုံးဝကျရောက်သွားတော့မှာပါစစ်ကောင်စီဟာနိုင်ငံနဲ့ပြည်သူမျက်နှာကိုဘယ်တော့မှမငဲ့ကွက်ခဲ့တယ်လို့အခုလဲမိဘပြည်သူများဆိုတဲ့စကားလုံးတွေနဲ့လှည့်စားပြီးတကယ်တမ်းမှာတော့ကိုကျိုးစည်းပွားအတွက်နိုင်ငံကိုရောင်းစားဖို့သာစ조사နေတာဖြစ်ပါတယ်ဒါကြောင့်မလို့မြန်မာပြည်သူလူထုတရက်လုံးနဲ့ပြည်ထောင်စုတိုင်းရင်းသားအားလုံးအနေနဲ့မိမိတို့ရဲ့အမိမြေနဲ့အသက်သွေးကြောအေယာဝတီမြစ်ကြီးကိုကာကွယ်ဖို့အတွက်ညီညီညာညာနဲ့စုပေါင်းကန့်ကွက်ကြဖို့အချိန်တန်ပြီဖြစ်ပါတယ်ပြည်သူတွေရဲ့အားကိုးရာအစ်စ်ဟာပြည်သူသာဖြစ်တယ်ဆိုတဲ့အတိုင်းစစ်ကောင်စီရဲ့ရုံမာတဲ့အစီအစဉ်တွေကိုဝိုင်းဝန်းတားဆီးကြဖို့တိုက်တွန်းနှိုးဆော်ရင်းနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးလိုက်ပါတယ်။ NTN ကနေတင်ဆက်ပေးနေတာဖြစ်ပါတယ်